2003 ခုနှစ်ဇန်နဝါရီလတွင်အပမရာစာစဉ်ကထုတ်ဝေခဲ့သောစာရေးဆရာမြတ်တန်းဆန်၏ဥပက္ခဝန်းဝိုင်းကိုစာရေးသူကိုယ်တိုင်ဖတ်ကြားတင်ပြပါသည်ကိုယ်တိုင်ရေးကိုယ်တိုင်ပြောဓမ္မစကားအခန်း7ခွန်သစ္စာမှန်တိုင်းမြဲခိုင်အောင်ယောဂီကုတရားအထုတ်နေတဲ့ခန္ဓာကိုယ်ကြီးဟာမွေးလာကလေးကအိုခြင်းနာခြင်းသိခြင်းဆိုတဲ့ဇေယဗျာတိမရဏတရားတွေတပါးတည်းကိုင်ဆောင်လာခဲ့ပြီးသားပါအမိဝန်တွေကထွက်လာပြီးကစားမှာမွေးကင်းစားခလီငိုလိုက်တဲ့အတန်ဟာဟုတ်ကဲ့ကျွန်တော်သို့မဟုတ်ကျမသည်ဒီဘဝအိုရပါဦးမယ်နာရပါဦးမယ်တေရပါဦးမယ်ဒီအိုနာတေဒုက္ခဘေးဆိုးကြီးကိုအရင်ဘဝတွေကလည်းခံစားခဲ့ရပြီးပါပြီအခုလည်းမယိုးနိုင်တဲ့ဇလန်းတစ်ပုဒ်လိုထပ်ပြီးခံစားရပါဦးမယ်ဒီအတွက်ကျွန်တော်ကျမတို့ကြောက်လန့်လို့ငိုလဲရခြင်းဖြစ်ပါတယ်လို့အဓိပ္ပာယ်ရနေပါတယ်မဟုတ်ဆရာတော်ဘုရားကြီးကခန္ဓာရလာတာဟာဒုက္ခတွေဘေးရန်တွေအဝိုင်းခံလိုက်ရတာနဲ့တူပါတယ်တဲ့ဒါဟာဘယ်ခန္ဓာကိုယ်ရဲ့ရအဝိုင်းခံရမှာပါပဲခန္ဓာတစ်ခုရလာပြီဆိုရင်ဖြင့်ကိုယ်နဲ့တူပါလာတဲ့ဇာတိစရာမရဏတွေကနှိမ့်ဆက်လိုက်96ပါးသောယောဂဝေဒနာတွေကဖိစီးနှိမ့်ဆက်လိုက်ရေမီမင်းခိုးသူမချစ်မနစ်သက်တော်သူဆိုတဲ့ယန္တိမျိုး၅ပါးကနှိမ့်ဆက်လိုက်ယာတိဥရုတွေကနှိမ့်ဆက်လိုက်နဲ့တကွက်ကလေးမှတက်တောင့်တက်တာဖြစ်တယ်လို့မရှိပါဘူးအချိန်နဲ့တပြေးညီပြုပြင်ဖာထိအယောင်တင်ထားလို့သာတော်လာလုံနေနိုင်တာပါဒီဘေးရန်တွေထဲမှာတော့မှဝန်းထဲမှာအမြဲတမ်းရှိနေတဲ့တဏမာနဒိဋ္ဌိတရားတွေကလည်းအနှိမ့်ဆက်ခံဘေးရန်တွေအမျိုးမျိုးအဝိုင်းခံနေရတာကိုမကျေနပ်နိုင်သေးပဲနောက်ထပ်အကုသိုလ်တွေကျူးလွန်မှုထပ်တိုးပြီးခိုင်းနေပြန်ပါတယ်ဒါကြောင့်ခန္ဓာရလာခြင်းအပြစ်ဟာအလွန်ကြီးလှပါတယ်တကယ်တော့ခန္ဓာရလာတာဟာအပြစ်ဒဏ်သင့်တာပါပဲဒါပေမဲ့ဒီအပြစ်ဒဏ်ကိုပဲမြင်အောင်ကြည့်ပြီးနောက်ထပ်ဒီလိုအပြစ်ဒဏ်မျိုးမသင့်ရအောင်ကြိုးစားသွားရမှာပါပဲအဲ့လိုကြိုးစားတဲ့အခါမှာဒီခန္ဓာကိုယ်ကြီးကိုပဲအရင်တည်ပြီးမှန်တရားသစ္စာကိုရှာဖွေသွားရမှာပါအခုလောလောဆယ်မှာလဲခန္ဓာကြီးဟာဒုက္ခသစ္စာကြီးကိုရထားပါတယ်ဒုကဆက်ဆုပ်เสียခကအတုံးမကြတာသစ္စာကအမှန်တရားဆိုတော့ခန္ဓာကြီးရထားတာဟာဆက်ဆုပ်เสียအတုံးမကြတဲ့အမှန်တရားကိုရနေတာပါပဲဒီလိုဘေးအန္တရာယ်ရန်အန္တရာယ်အဝိုင်းခံရတာကိုပင်တနည်းအားဖြင့်ဒုက္ခသစ္စာရထားတာကိုပင်အားမရနိုင်သေးတာကတော့သမုဒယသစ္စာပါပဲသူကနောက်ခန္ဓာရအောင်ဒုက္ခသစ္စာတွေထပ်ရအောင်ထပ်ပြီးတွန်းနေပြန်ပါတယ်သမုဒယသစ္စာဟာအတွန်းသမားတက်တက်ပါပဲဒုက္ခသစ္စာကတော့အခန္ဓမားတက်တက်ပေါ့ဒီခန္ဓာနဲ့ဒုက္ခရနေတာမကျေနပ်နိုင်သေးလို့နောက်ခန္ဓာရအောင်တိုက်တွန်းပြန်တာကသမုဒယသစ္စာပါဒါကြောင့်မြတ်စွာဘုရားကငါဖျားရဲ့တပ္ပိယဉာဏ်အမြင်နဲ့ကြည့်တဲ့အခါသမုဒယသစ္စာလောက်ကောက်ချစ်တာကိုငါမတွေ့ဘူးလို့ဆိုပါတယ်ဒါကြောင့်လေတတ္တဝါတိုင်းဟာတန်တရားကကဲမဆွဲထုတ်ပေးမဲ့ဆရာကောင်းနဲ့မတွေ့သေး၍သမုဒယသစ္စာနဲ့ဒုက္ခသစ္စာကြီးတွေမှာပဲတဝဲလဲရှိနေကြမှာပါသမုဒယသစ္စာကအဝိဇ္ဇာနဲ့သင်္ခါရကိုလက်ကင်ထုတ်လုပ်ပြီးတွန်းလိုက်ဒုက္ခသစ္စာကခန္ဓာ၅ပါးရလာပြီးခါးစည်းခံလိုက်နဲ့ဒါတော့မှခါးစည်းခံနေရတဲ့ကြားတွေကနောက်ထပ်သမုဒယသစ္စာတွေထပ်လို့ဖြစ်နေကြပြန်ပါတယ်ဒီတော့လဲသမုဒယသစ္စာရဲ့နောက်ဆက်တွဲဖြစ်တဲ့ဒုက္ခသစ္စာတွေထပ်ခါရနေကြတော့တာပါပဲဒါကြောင့်မိုးကုတ်ဆရာတော်ဘုရားကြီးကပရိစ္ဆသမုပ္ပါဆက်ဝိုင်းဒေသနာ2အကွက်နဲ့3အကွက်မှာပြစ္ဆုတ်ပံအကြောင်းတလွှာနဲ့ပြစ္ဆုတ်ပံအကျိုးတလွှာကိုခွဲခြားပြပြီးဒုက္ခသစ္စာကသမုဒယသစ္စာကိုပြန်ဥတီပုံကိုပြစ္ဆုတ်ပံအကြောင်းချင်းရာအဖြစ်မြင်သာအောင်
ဟောပြောခဲ့တာပါနောက်ပြီးတော့ပုထုဇဉ်မှန်သည်၍ဒုက္ခသစ္စာနဲ့သမုဒယသစ္စာဆိုတဲ့သစ္စာနှစ်ပါးကလွဲပြီးအခြားသစ္စာတွေမရနိုင်ဘူးဆိုပြီးစဝိုင်းကြီးကိုဒုတ်ထောက်ပြီးတပတ်လေရှင်းပြတဲ့အခါသစ္စာနှစ်ခုကဘာလဲသမုဒယသစ္စာဒုက္ခသစ္စာသမုဒယသစ္စာဒုက္ခသစ္စာဆိုပြီးဒီသစ္စာနှစ်ပါးပေါ်နာကြီးမုန်းတီးစိတ်တွေဝင်လာအောင်ထထခါခါထောက်ပြခဲ့တာပါနှင်းငုတ်ပင်နဲ့ပါများတော့နဲ့ဆိုသလိုပဲခဏခဏတွေ့ရပါများတော့ဒီသစ္စာနှစ်ပါးပေါ်ညီငွေတဲ့ဉာဏ်မုန်းတဲ့ဉာဏ်တွေထင်လာအောင်ထင်သာမြင်လွယ်တဲ့စဝိုင်းကြီးတီထွင်အသုံးပြုပြီးစေရနာရှိထားလို့အာပတ်အောင်ရှင်းပြခဲ့ရတာပါဒါကိုပဲအချို့ကရဲစရာလို့လောင်စရာလို့ရီးစရာလို့ရီးစရာလို့တဲ့စရာလို့မကြားတရားပြောကြပြန်တော့ဝစီကံတွေနဲ့အပြစ်တွေလိုက်ဝယ်နေတယ်လို့ဖြစ်နေပါလိမ့်မယ်ဆရာတော်ဘုရားကြီးရဲ့သီလဂုဏ်တမာတိဂုဏ်ပညာဂုဏ်တွေကိုစော်ကားသလိုဖြစ်မဲ့ပြင်မူလတရားပိုင်ရှင်ဖြစ်တဲ့ဘုရားရှင်ရဲ့ပရိစ္ဆသမုပ္ပါဒေသနာတော်ကြီးကိုထိပါရာရောက်သွားနိုင်တယ်ဆိုတာသတိပြုစီလိုပါတယ်ဒါကြောင့်ပြောပြုတွေးလျင်တတိဉာဏ်နဲ့ရှင်ဖို့ဟာကိုယ့်အတွက်အင်မတန်အရေးကြီးလာတယ်ဆိုတာကိုလည်းနှလုံးသွင်းခံယူထားစေချင်ပါတယ်ဒါကြောင့်ကိုမကြိုက်ရင်ကိုမနှစ်သက်ရင်အဲ့ဒီစဝိုင်းကြီးတွေထောင်ထားတဲ့နေရာတွေကိုမသွားပါနဲ့ကိစ္စမရှိပါဘူးဘယ်သူမှလည်းလာပါယူပါတစားစားခေါ်မနေပါဘူးတရားလို့ဆိုတာဈေးထဲမှာဈေးပြန်ရောင်းနေကြတာမှမဟုတ်တာတန်းစီဖွင့်ထားတဲ့ထမင်းဆိုင်တွေလိုကိုထမင်းဆိုင်မှာစားဖို့ရေးအတင်းလက်ဆွဲခေါ်တာမျိုးဘယ်ဣတာကမှလုံးဝမဟုတ်ပါဘူးကိုကြိုက်ရင်လုပ်ပါကိုမကြိုက်ရင်မလုပ်ပါနဲ့ဒါပေမဲ့မွေပန်မှန်နဲ့ဝစီပေဒထိတိုင်းရှာဆိုတဲ့အဆိုကိုသတိရစေချင်ပါတယ်ဟိုမှာသူ့ဝေနေရသူ့အုပ်စုနဲ့သူ့အလုပ်သူလုပ်နေကြတာပါယုံကြည်လို့အကျိုးများတဲ့သူတွေလည်းများကုန်ကြပါပြီညီတော်အနန္ဒာလို့သိကြတဲ့အရှင်အနန္ဒာမထေရမြတ်ဟာဘုရားရှင်ရဲ့အလုပ်ကျွေးဖြစ်ဘုရားနာမှာအနိကတာဝန်ယူခဲ့ပေမဲ့သောတာပန်အရိယနယ်ဝင်ဖြစ်ခဲ့ရတာဟာအရှင်ပုံနာမထေရရဲ့တရားနဲ့ပါလေယာယံကိုရောမြတ်ကြီးဖြစ်တဲ့အရှင်သာရိပုတ္တရာမထေရကြီးကလည်းဘုရားရှင်နဲ့မတွေ့ခင်မှာပြင်စာဝေကီ၅ပါးတည်းကအငယ်ဆုံးယဟန္တာဖြစ်တဲ့အရှင်အတ္တစီမထေရနဲ့တွေ့လို့ယေရမဟေတုဘဘွားနဲ့သောတာပန်တည်ခဲ့တာပါအရှင်သန္နမထေရကလည်းဘုရားရှင်နဲ့အနီးကနေခဲ့ပေမဲ့ဘုရားရှင်ပြိဋိဘံပြုပြီးမှအရှင်အနန္ဒာမထေရရဲ့ပဋိစ္စသမုပ္ပါတရားနဲ့ယန္တာဖြစ်ခဲ့ရတာပါအရှင်နန္ဒမထေရဆိုရင်ဘေကုဏီမတွေကိုကျွတ်တန်းဝင်အောင်တရားဟောနိုင်တဲ့ပုဂ္ဂိုလ်ဖြစ်တာကိုဘုရားရှင်ကသိမြင်တော်မူတဲ့အတွက်တရားဟောအလှည့်မကျသေးပေမဲ့အရှင်နန္ဒမထေရကိုပဲဘုရားရှင်ကတရားဟောခိုင်းခဲ့ရပါတယ်ဒါကြောင့်လည်းရှင်နန္ဒမထေရရဲ့တရားဒေသနာအဆုံးမှာဘေကုဏီမ900ဟာအရိယာအနေဝင်တွေဖြစ်ခဲ့ကြရတာပါဒီလိုသာသနာတော်ရဲ့ကနဦးအတွေ့အကြုံတွေကိုပြန်ကြည့်ရင်သူ့ဝေနေရနဲ့သူ့အုပ်စုနဲ့သူ့တရားနဲ့သူ့နေရာနဲ့သူဖြစ်မှကျွတ်တန်းဝင်ကြတယ်ဆိုတာသိတာထင်ရှားလာပါတယ်ကိုယ်အုပ်စုဘက်ကမလာတာနဲ့သူဟာတရားမရနိုင်ဘူးဆိုရင်တော့မခက်ပေဘူးလားတစ်ဆက်တည်းမှာပဲကြုံလို့ပြောလိုက်ချင်ပါသေးတယ်ဖောင်းနေပိန်နေဆိုတာတရားမဟုတ်ဘူးငါစီရိတ်တာကတိတ်နှေးတာပဲအချိန်ကြာကြီးလုပ်ရတာမလွယ်ပါဘူးဒီလောက်ထိလဲလှုပ်ရှားမလိုပါဘူးစတဲ့အတန်တွေလဲကြားရတတ်ပါတယ်ဒီလိုစကားဦးတန်းတဲ့ကိစ္စတွေကြားဘူးနာဝနဲ့လေတံကြားဖန်တရားနာလိုက်တာတွေဟာအထက်ကပြောခဲ့သလိုပဲကိုယ့်အတွက်အပြစ်ဒဏ်လက်မှတ်တွေကိုအလောတကြီးလိုက်ဝယ်နေသလိုဖြစ်နေပါမယ်ကျေးဇူးတော်ရှင်မာကြီးဆရာတော်ဘုရားကြီးရဲ့ပရိယတ္တိကုံပฏิပတ်တိကုံတွေဟာကြီးမားကျယ်ပြန့်လှပါတယ်ကဘာကပင်သိနိုင်အောင်ညီဟိလိုက်တဲ့စီတော်မဟာကြီးဖြစ်ပါတယ်သတ္ထသင်္ကနာမှာတိပိကဒရမင်းကွန်းဆရာတော်ကြီးနဲ့တွဲဖက်လို့သတ္ထသင်္ကတိပု္ပ္ပကတာဝန်ကိုယူခဲ့ရတဲ့ဆရာတော်ကြီးဖြစ်ပါတယ်ဆရာတော်ကြီးရဲ့ပရိယတ္တိနဲ့ပฏิပတ်တိပြည့်စုံမှုတွေကိုဆရာတော်ကြီးရေးသားပြုစုခဲ့တဲ့ကျမ်းစာအုပ်တွေကိုလေ့လာကြည့်ရင်သိနိုင်ပါတယ်ဆရာတော်ကြီးရဲ့ဗိမာန်တော်မှာဆရာတော်ကြီးရဲ့ဝိပဿနာရှုနည်းကျမ်းကြီးကိုကျောက်စာနဲ့ရေးထွင်းမှတ်တမ်းတင်ထား
ခဲ့တာကိုကြည့်ရင်ပဲဆရာတော်ရဲ့ဂုဏ်ကျေးဇူးတွေဟာပေါ်လွင်ထင်ရှားနေပါပြီဒီထက်ပြောရရင်တော့မဆုံးနိုင်အောင်ပါပဲဒါကြောင့်မို့ကိုကတည်တည်ချာချာတိတိပပသတင်းဖျားကလေးကြားယုံများနဲ့ဘယ်ရာကိုမှဆုံးဖြတ်ချက်မစောစေခြင်းပါဘူးအပြစ်တင်ဝေဖန်တာတွေမထုတ်လွှင့်စေခြင်းပါဘူးမနှိုင်းရှင်ကောင်းမနှိုင်းရှင်သာအောင်မြင်မြန်လာတဲ့ကျေးဇူးတော်ရှင်ဆရာတော်ဖျားကြီးအသီးသီးဟာမြန်မာပြည်နေရာနှံ့ပေါ်ထွန်းခဲ့ကြပြီးပေါ်ထွန်းနေကြဆဲလည်းဖြစ်ပါတယ်ဖျားရှင်ရဲ့သာသနာမွေကိုလက်ဆင့်ကမ်းထိန်းသိမ်းရမှာကိုနေတဲ့တိုင်းပြည်ကတန်ဃာတော်မထေရမြတ်ကြီးတွေရဲ့ဆွမ်းဆောင်မှုတွေကိုကြည်တက်မြင်တတ်ရင်ကိုပဲကုမှကုသိုလ်စိတ်တွေဖြစ်ထွန်းနေပါပြီအဲ့လိုတန်ဃာဂုဏ်တွေကိုသဘောပေါက်နားလည်ရင်ကိုပဲကိုဆိုနေကိုကြည်ညိုနေတဲ့တန်ဃန်တရဏံကိစ္ဆာမိရဲ့အဓိပ္ပာယ်ဟာပုံမူလေးနဲ့လို့နေပါပြီအဓိကတော့ယုံမတန်တရားဆိုတဲ့ဝိသိကိစ္စရန်သူကြီးကိုယ်တဏ္ဍာမှာမရှိတော့ရင်ဒီလိုအလွဲအမှားထင်မြင်ချက်တွေဆုံးဖြတ်ချက်တွေလည်းပေါ်မလာနိုင်တော့ပြီဘူးပေါ့အဲ့တော့ဒီဝိသိကိစ္စအလွှမ်းမှုခံရတဲ့ကိုယ့်ရဲ့ပုထုဇဉ်ဘဝကြီးကိုယွန်ရှာဆက်ဆုပ်ဖို့လိုတာပါပဲဒါဆိုရင်ပုထုဇဉ်ဘဝကလွတ်မြောက်အောင်ကြိုးစားခြင်းစိတ်တွေယောဂီရဲ့တဏ္ဍာမှာဖြစ်ထွန်းလာပါလိမ့်မယ်သစ္စာတရားအကြောင်းပြောနေရင်နဲ့စကားလမ်းကြောင်းကြုံလာလို့ဒီလိုကိစ္စလေးတွေမလွဲတာမရှောင်တာဝင်ပြောလိုက်ရပေမဲ့လည်းဒါဥသေးချာကြည့်ပြန်တော့ဒုက္ခသစ္စာရထားလို့ပါပဲဆိုတဲ့အဖြစ်ကိုဆွဲထုတ်လို့ရလိုက်ပြန်ပါသေးတယ်ဘဝတန်တရားမှာမရဘူးသေးတဲ့နိရောဓသစ္စာနဲ့မေဃသစ္စာတွေကိုသာရခဲ့ပြီဆိုရင်တော့ဒီလိုကိစ္စတွေဝင်ပြီးပြောစရာမလိုတော့ဘူးပေါ့သူ့အဖြေနဲ့သူရှင်းသွားပါလိမ့်မယ်ဓမ္မကခေါ်ဆောင်သွားတဲ့အတွက်ကြောင့်လည်းမှန်ကန်တဲ့အဖြေကိုဓမ္မကပြောပြပါလိမ့်မယ်ဒုက္ခသစ္စာနဲ့သမုဒယသစ္စာနေပင်မှာတော့ပုဂ္ဂိုလ်ကလွှမ်းမိုးနေတဲ့အတွက်ဓမ္မကကွယ်နေရပါတယ်နိရောဓသစ္စာနဲ့မေဃသစ္စာနေပင်မှာတော့ဓမ္မကအားကောင်းလာပြီဖြစ်တဲ့အတွက်ပုဂ္ဂိုလ်ကိုကြည်တာမြင်တာဆုံးဖြတ်တာပုဂ္ဂိုလ်ကပြောတာတွေလို့မမြင်တော့ပဲဓမ္မကိုပဲအာယုံပြုနှလုံးသွင်းနိုင်လာပါလိမ့်မယ်တကယ်လို့သာယောဂီဟာအခုလိုတတိပဋ္ဌာန်တရားတွေအာမထုတ်ဖြစ်ခဲ့ဘူးဆိုရင်ယောဂီဟာဒုက္ခသစ္စာသမုဒယသစ္စာတွေနဲ့ပဲထွေးလုံးရပတ်လှည့်နေရပြီးနိရောဓသစ္စာနဲ့မေဃသစ္စာကိုသိခွင့်မြင်ခွင့်ဆုံးရှုံးနေပါလိမ့်မယ်တတ္တဝါတွေကဘလောက်အထိဒုက္ခသစ္စာနဲ့သမုဒယသစ္စာတွေနဲ့နေခဲ့ကြပါတယ်လဲဆိုရင်ဘုရားမှာရှိတဲ့ဉာဏ်တော်တွေနဲ့တဘဝပြီးတဘဝတခန္ဓာပြီးတခန္ဓာနောက်ဆုတ်ပြီးကြည်သွားရင်တော့မှပုဂ္ဂိုလ်ကောင်းတဲ့ drug ဖြစ်နေဘယ်ဘဝကစတယ်ဆိုတာကိုလက်လန်းမမီနိုင်တော့အောင်ရှည်လျားပါတဲ့ကဲဘယ်လောက်ကြောက်စရာကောင်းလိုက်ပါသလဲအဲ့ဒါကြောင့်မို့ဘုရားရှင်ရဲ့ဉာဏ်တော်တွေတောင်မှပုဂ္ဂိုလ်အကောင်းထွယ်ဒရတ်ဖြစ်စခဲ့တဲ့ဘဝကိုလက်လန်းမမီလို့ဓမ္မအနေနဲ့အဝိဇ္ဇာနဲ့တဏှာကစဖြစ်ခဲ့ရတယ်လို့ပဋိစ္စသမုပ္ပါဒေသနာမှာဟောမိန့်ခဲ့ပါတယ်ဒီတော့အနာမေတကတန္တရာတလျှောက်အကျင့်ပါနေတဲ့သမုဒယသစ္စာနဲ့ဒုက္ခသစ္စာနှစ်ပါးရဲ့အရေးအငွေ့ဟာတတ္တဝါတွေပေါ်လွှမ်းမိုးနိုင်တာမဆန်းလာပါဘူးတတ္တိကလည်းမနှဲလာပြီဘူးကိုဒါကြောင့်တန်တရားကလွတ်ဖို့ဆိုတာကတော့တော်ယုံတန်ယုံနှလုံးသွင်းယုံကြိုးစားယုံနဲ့တော့မရနိုင်တာအမှန်ပါပဲဒီအတွက်ဘုရားရှင်ဟာမမေ့မလျော့မပေါ်မဆသောတတိဖြင့်နေရကြတော့ဆိုတဲ့နောက်ဆုံးအဆုံးအမကိုမှားခဲ့ရပါတယ်တက်တော်ထင်ရှားရှိစဉ်ကလည်းမမေ့မလျော့မပေါ်မဆတတိတရားရှိကြဘူး1992ကြိမ်တိတိမှားခဲ့ရတယ်လို့မဟုတ်ဆရာတော်ဘုရားကြီးကကျမ်းဂန်နေတဲ့ကဆွဲထုတ်ပြခဲ့မှုပါတယ်အပ္ပမာဒဆိုတဲ့တတိရဲ့အဓိပ္ပာယ်ဟာမမေ့မလျော့တဲ့ပြင်မပေါ့မဆပါတွဲပြီးပါနေပါတယ်ကုသိုလ်တရားတွေဆောင်ရွက်ဖို့မမေ့ယုံနေမကဘူးမပေါ့ဆဘူးအလေးနဲ့ထားဖို့အထက်ထမှားခဲ့ရတာဟာဘုရားရှင်ရသွားခဲ့တဲ့နိရောဓသစ္စာနဲ့မေဃသစ္စာတွေကိုဝိနည်းတွေရဖို့အတွက်မ
မဟာကရုဏာဉာဏ်တော်ကြီးနဲ့မှားသွားခဲ့ရတာတွေပါဒီနေရာမှာစကားဖြစ်တဲ့နိရောဓသစ္စာနဲ့မေဃသစ္စာဆိုပြီးတွဲသုံးလိုက်ရပေမဲ့နိရောဓသစ္စာကတော့စိုက်ရောက်တဲ့အဓိပ္ပာယ်ကမေဃသစ္စာကတော့သိရမယ်ကျင့်ရမယ်ကျင့်စဉ်လမ်းကြောင်းပါမေဃသစ္စာဆိုတဲ့မေခင်၈ပါးကိုကျင့်မှလဲနိရောဓသစ္စာဆိုတဲ့နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်မှာပါမေခင်လန်းဆိုတဲ့မေဃသစ္စာကိုကျင့်နိုင်မှုအတွက်နဲ့ဘုရားရှင်ကတရားဥဒေသနာဓမ္မစကြာဟောကြားခဲ့တုန်းကလည်းပါဝင်ခဲ့ပါတယ်မဟာသီပဋ္ဌာနာသုတ်တော်ကြီးကိုဟောကြားတဲ့အခါမှာလည်းပါပါတယ်မေခင်၈ပါးလို့လည်းခေါ်ပါတယ်ဒါကိုဗုဒ္ဓဘာသာဝင်တိုင်းအတော်နားရည်ဝနေကြပါပြီဒါပေမဲ့တရားတော်ကိုလေးစားတဲ့အနေနဲ့နာဘူးထမှန်လို့နှလုံးသွင်းပြီးအာယုံပြုစေခြင်းပါတယ်မေခင်၈ပါးဆိုတာ၁သမာဓိဋ္ဌိအဓိပ္ပာယ်ကဒုက္ခ၌သိမြင်ခြင်းဒုက္ခသစ္စာဒုက္ခဖြစ်ကြောင်း၌သိမြင်ခြင်းသမုဒယသစ္စာဒုက္ခ၏ချုပ်ရာနိဗ္ဗာန်၌သိမြင်ခြင်းနိရောဓသစ္စာဒုက္ခချုပ်ရာနိဗ္ဗာန်သို့ရောက်ကြောင်းအကျင့်၌သိမြင်ခြင်းမေဃသစ္စာတို့ဖြစ်ပါတယ်အဲ့လိုသိမြင်ခြင်းကိုမှန်စွာသိမြင်ခြင်းသမာဓိဋ္ဌိလို့ဆိုပါတယ်ဘာကြောင့်သမာဓိဋ္ဌိကိုရှေ့ဆုံးကတင်ဟောရတယ်လဲဆိုတာဒီမှာရင်ဖြစ်ပေါ်ပါတယ်မေဃသစ္စာထဲမှာအကျုံးဝင်နေတဲ့သမာဓိဋ္ဌိကပင်ဒီမေဃသစ္စာကိုသိရမယ်တဲ့ပညာဥသိတဲ့ဉာဏ်ရှိဖို့လိုတဲ့အကြောင်းထင်ရှားပါတယ်သမာဓိဋ္ဌိဟာအုပ်စုအားဖြင့်လဲပညာမဲ့ခင်အုပ်စုဝင်ဖြစ်နေတဲ့အတွက်ဒီပညာဉာဏ်တွေကသာလျှင်နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်လို့ထိတ်ဆုံးကတင်ဟောရခြင်းပါပဲဉာဏ်နဲ့မဲ့ခင်9ပါးကိုလည်းသမာဓိဋ္ဌိကဥဆောင်ရမှာပါပဲပညာဇီဝဇီဝိတမာဟုတေထံအတိလိမ္မာဉာဏ်ပညာဖြင့်ခန္ဓာအစဉ်အသက်ရှင်ရခြင်းသည်သာအမျက်ဆုံးဖြစ်၏တဲ့အမျက်ဆုံးတွေနဲ့ပတ်သက်လို့အာလာကမေးမြန်းတဲ့အပေါ်ဘုရားရှင်ကအထက်ကလို့ပြောကြားခဲ့ပူပါတယ်ဒါဟာပညာပေါ်မှာဘုရားရှင်ရဲ့သိမြင်တန်ဖိုးထားမှုပါပဲနှစ်တမသင်္ကပ္ပအဓိပ္ပာယ်ကကာမဂုဏ်အာယုံမှလွတ်ကင်းသောကြံစီခြင်းဖြည့်ဆည်းခြင်းမှလွတ်ကင်းသောကြံစီခြင်းညှင်းဆဲခြင်းမှလွတ်ကင်းသောကြံစီခြင်းတို့ပါပဲအတူအချုပ်အနေနဲ့မှန်စွာကြံခြင်းလို့ဆိုပါတယ်တမသင်္ကပ္ပဟာတမဒိဋ္ဌိနဲ့တူပညာမဲ့ခင်အုပ်စုဝင်ဖြစ်ပါတယ်၃တမဝါစာမဟုတ်မှန်ပြောခြင်းမှရှောင်ကျင်ခြင်းဂုဏ်စကားမှကျင်ရှောင်ခြင်းရုပ်ကြမ်းသောစကားမှကျင်ရှောင်ခြင်းပိန်ဖင်းသောစကားမှကျင်ရှောင်ခြင်းတို့ပါပဲအချုပ်အားဖြင့်မှန်စွာပြောဆိုခြင်းပါပဲ၄တမကမ္မန္တအသက်ကိုတတ်ခြင်းမှကျင်ရှောင်ခြင်းမပေးသည်ကိုယူခြင်းမှကျင်ရှောင်ခြင်းကာမဂုဏ်တို့၌မှားယွင်းစွာကျင့်ခြင်းမှကျင်ရှောင်ခြင်းတို့ပါပဲအချုပ်အနေနဲ့မှန်ကန်စွာပြုလုပ်ခြင်းပါပဲ၅တမအာဇီဝမှားသောအသက်မွေးခြင်းကိုပယ်ဆွ၍မှန်သောအသက်မွေးခြင်းဖြင့်အသက်မွေးခြင်းပါပဲမှန်စွာအသက်မွေးခြင်းလို့အဓိပ္ပာယ်ရပါတယ်တမဝါစာတမကမ္မန္တတမအာဇီဝဆိုတဲ့ပြောပြုအသက်မွေးမဲခင်၃ပါးဟာတိလမဲခင်တွေပါပဲ၆တမဝါယမမဖြစ်သေးသောရုပ်မာသောအကုသိုလ်တရားတို့မဖြစ်ပေါ်စေရန်ဆန္ဒကိုဖြစ်စေ၏အထုတ်၏လုံလပြု၏စိတ်ကိုချီးမြှောက်၏စောင့်တည်၏ဖြစ်ပြီးသောရုပ်မာသောအကုသိုလ်တရားတို့ကိုပယ်ရန်ဆန္ဒကိုဖြစ်စေ၏အထုတ်၏လုံလပြု၏စိတ်ကိုချီးမြှောက်၏စောင့်တည်၏ဖြစ်ပြီးသောကုသိုလ်တရားတို့ကိုတည်မြဲစေရန်မပြောက်ပြက်စေရန်တိုးတက်ဖြစ်ပွားစေရန်ပြန်ပြောစေရန်ဝါများမှုပြည့်စုံစေရန်ဆန္ဒကိုဖြစ်စေ၏အာထုတ်၏စိတ်ကိုချီးမြှောက်၏စောင့်တည်၏တမန်ပဒံ၄ပါးနဲ့လည်းအဓိပ္ပာယ်တူပါတယ်ဒါပေမဲ့မဲခင်လမ်းစဉ်ကပြောနေတဲ့အတွက်တမန်ဝိုင်မဟာမှန်စွာအာထုတ်ခြင်းလို့အဓိပ္ပာယ်ရပါတယ်ခုနှစ်တမန်တတိပြင်းစွာအာထုတ်သောလုံလရှိသည်ဖြစ်၍တမ္ပဇင်ဉာဏ်ရှိသည်ဖြစ်၍တတိရှိသည်ဖြစ်၍လောက၌အဘိဇာဒေါမနတကိုပယ်ဖြောက်၍ရုပ်ပေါင်းကိုအကျဉ်းချင်းရှုလေရှိခြင်းဝေဒနာအပေါင်းကိုအကျဉ်းချင်းရှုလေရှိခြင်းစိတ်ကိုအကျဉ်းချင်းရှုလေရှိခြင်းသဘောတရားတို့ကိုအကျဉ်းချင်းရှုလေရှိခြင်းစတဲ့အောက်မေ့ခြင်းတတိတွေကိုတမ္မာတတိမှန်ကန်စွာ
အောင်းမိခြင်းလို့အ내တိတ်ပဲဖွင့်ဆိုပါတယ်ရှစ်တမာတမာတိကာမဂုဏ်တို့မှကင်း၍အကုသိုလ်တရားတို့မှကင်း၍ဝိတဝိစာရနှင့်တကွဖြစ်သောနိဗ္ဗာန်ကင်းခြင်းတို့ကြောင့်ဖြစ်သည့်ပီတိဒုက္ခရှိသောပထမဇန်သို့ရောက်၍နေ၏ပီတိဤကင်းခြင်းကြောင့်အမျှရှုလျက်တတိရှိလျက်ဆင်ခြင်လျက်နေ၏ဒုက္ခကိုလည်းကိုယ်ဖြင့်ခံစား၏အကျဉ်တတ္တယဇန်ကြောင့်ထိုသူကိုအမျှရှုသူတတိရှိသူချမ်းသာစွာနေလေရှိသူဟုအရိယပုဂ္ဂိုလ်တို့သည်ချီးမွမ်းပြောဆိုကုန်၏တတ္တယဇန်သို့ရောက်၍နေ၏ချမ်းသာဆင်းရဲကိုပယ်ခြင်းကြောင့်၎င်းရှေးဦးကပင်ဝမ်းသာခြင်းနှလုံးမသာခြင်းတို့၏ချုပ်ချင်းကြောင့်၎င်းဆင်းရဲချမ်းသာကင်းသောဥပ္ပခါကြောင့်ဖြစ်သောတတိစင်ကြယ်ခြင်းရှိသောသရုဒ္ဓဆန်သို့ရောက်၍နေ၏ဤတမာတိကိုမှန်စွာတည်ကြည်ခြင်းတမ္မာတမာတိဟုဆိုရ၏ဤတရားသဘောကိုဒုက္ခនិရောဓဂามိနိပိဋိပဒာအရိယသစ္စာဆင်းရဲချုပ်ရာသို့ရောက်ကြောင်းအကျင့်ဟုသောအရိယတို့၏သိရသောအမှန်တရားဟုဆိုအပ်သည်လို့မဟာသီပဋ္ဌာနာသုတ်တော်ကြီးမှာမဲခင်၈ပါးနဲ့ပတ်သက်လို့အသေးစိတ်ဟောကြားခဲ့ပါတယ်ဒီမဲခင်၈ပါးရဲ့အ내အဓိပ္ပာယ်တွေဟာဖျားဟောတိုက်ရိုက်ဖြစ်တဲ့အတွက်တစ်ခုချင်းစီကိုအ내အဓိပ္ပာယ်ပွားနိုင်လေးလေးနှလုံးသွင်းခံယူနိုင်လေးလေးကိုယ့်အတွက်အကျိုးရှိလေးလေးပါပဲအဲ့လိုနှလုံးသွင်းခံယူပြီးကြင်ကြံကြိုးစားပွားများနေတာဟာလဲမဲခင်လမ်းပေါ်ရှောက်နေတာပါပဲတနည်းအားဖြင့်မေဃသစ္စာကိုတည်ပြီးကျင့်နေတာပါပဲဒီလိုဆိုရင်និရောဓသစ္စာဆိုတဲ့တဏှာရာဂတို့ချုပ်ငြိမ်းရာနိဗ္ဗာန်ကိုမျက်မှောက်ပြုဖို့ရာမဝေးတော့ပြီဘူးပေါ့အဲ့လိုသစ္စာလေးပါးမြတ်တရားကိုယောဂီရဲ့တဏ္ဍာမှာခိုင်မြဲအောင်ကြိုးစားနေခြင်းဟာသစ္စာကိုမှန်နိုင်ပြုပြီးအသက်ရှင်နေခြင်းပါပဲဒါကြောင့်သစ္စာမှန်နိုင်မြဲခိုင်အောင်စိုက်ထူခဲ့ပြီးပြီဆိုရင်ဥပ္ပခဝဝရဲ့နယ်နိမိတ်မြင်းမောအထိယောဂီရောက်လာခဲ့ပြီလို့ဆိုရပါမယ်